ငါလည်းဂျပန် region ကောက်လေးတိတော့ follow တန်း K view တသိန်းရှာပြီးရဲ့နောက်ပိုင်း money အောင်ပြီးရဲ့နောက်ပိုင်းငါတနေ့စဉ်းစားငါပါတင်ကောင်းမှလဲစဉ်းစားငါစဉ်းစားတနေ့ငါလို့ရောက်နေဟာငါတင်မဲ့သူများကြည့်ချင်မကြည့်ချင်တဲ့အဓိကတမနစ်ဗီဒီယိုထည့်ရင်ပြီးရောဒါပဲနဲ့ဒီနေ့ကတော့ကျွန်မချက်ချီတော့လို့တာကျွန်မရိုက်တင်လိုက်တယ်ဘာလို့လဲဒါအကောင်လုံးပေါင်းမှဒါကတောင်းဖို့ချက်ချီတော့14ချောင်းတော့ရပါကွယ်အပြင်မှာတော့ဝယ်ကြည့်လိုက်တောင်းဆိုမရဘူးကွာဒီမှာ14ချောင်းဆိုအများကြီးပဲကိုယ်မှာတော့ကိုကြောက်တဲ့အဝါစားပြရတဲ့အေးဆေးပါနော်ကြိုက်တဲ့လူတွေတော့မကြိုက်တဲ့လူတွေမသိဘူးအကောင်ခြေတော့ကလည်းနည်းနည်းလေးကြီးတယ်ကွာစားလို့လည်းကောင်းတယ်ကဲဘာပဲဖြစ်ဖြစ်အဆုံးထိပဲတင်ချင်အားလုံးကျေးဇူးဒါကချက်ချီတော့ကတသားကိုဂျူမီက900 1500မာလာနီက1000တူတော့1500နဲ့ရတာရှိတဲ့ချက်ချီရမာလာကိုစားလို့ရပါပြီရှင်နင်းလည်းစားချင်ကောက်ကိုလောက်စားအဆုံးထိပဲတကယ်ကြားလုံးကျေးဇူးပဲပါမဟုတ်ကျူးလာရှာတာ